နောက်တစ်ယောက်ကတငယ်ချင်းလေးကိုချစ်မိသွားလို့ရတယ်ဘယ်လိုလုပ်တင်လဲဆိုတော့ချစ်မိသွားတယ်ဆိုလို့ရှိရင်ဖွင့်ပြောဖို့ပဲတိုက်တွန်းခြင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တငယ်ချင်းချက်ပိုတာကရီးစားလို့ပဲအမသိထားတယ်ပေါ့နော်။သမီးရီးစားတယ်ဆိုတော့တငယ်ချင်းကလည်းပိုတဲ့အရင်နေအဲ့တော့ကိုကသူများဒီဇိုင်းနေတဲ့စားလို့ရှိရင်တငယ်ချင်းဖြစ်နေတော့နည်းနည်းအခြေအနေကကောင်းပြီးသားကိုချစ်ချောင်းသိအောင်လို့တော့ဖွင့်ပြောမှပဲတစ်ဖက်ကသိမှာပေါ့နော်။အဲ့လိုဖွင့်ပြောပြီးတဲ့နောက်ပိုင်းမှာတကယ်လို့သူ့ဘက်ကညင်းတယ်ဆိုလို့ရှိရင်လည်းကိုကအဲ့ဒါကိုလက်ခံပေးရပြီးတော့ तू ကတငယ်ချင်းလိုပဲနေကြပါတယ်ဆိုလို့ရှိရင်လက်ခံပေးရမယ်ပေါ့နော်ဒီလိုမျိုးဖွင့်ပြောလိုက်ပြီးတော့မှတငယ်ချင်းတန်အောင်စင်ပြတ်သွားတယ်ဆိုတာတော့တစ်ခါတလေကြာလို့ရှိရင်ကိုယ့်ဘက်ကသူညင်းလိုက်တာကိုရှက်ပြီးတော့ကိုယ့်ဘက်ကိုနောက်ပြန်ဆုတ်သွားတယ်ဖြစ်နေနောက်တစ်မျိုးကကြတော့တစ်ဖက်ကလည်းငါတငယ်ချင်းလိုမျိုးတန်အောင်စင်ရှိနေအောင်အောင်ငါနောက်တယ်ဆိုပြီးတော့စိတ်ညစ်သွားတယ်လည်းဖြစ်နေအဲ့လိုမျိုးတစ်ဖက်ကစိတ်ညစ်သွားတယ်ဆိုလို့ရှိရင်လည်းကိုကအဲ့ဒါကိုနောက်ပြန်မလန့်သွားပဲနဲ့သူ့ကိုပြန်ပြီးတော့တောင်းပန်ပြန်ပြီးတော့ကိုပြောထားတဲ့ဇာတ်ကောင်ပြန်ရုပ်သိမ်းပေါ့နော်တငယ်ချင်းလိုမျိုးပဲနေမယ်ငါအဲ့ဒါလေးကိုလက်ခံပါတယ်ဆိုတာမျိုးပြန်ပြီးတော့ချင်းကပ်တယ်ဆိုလို့ရှိရင်တငယ်ချင်းတန်အောင်စင်ကပြက်စရာအကြောင်းမရှိဘူးပေါ့နော်အဆင်ပြေကြပါစေ